Minglava Trim Paris No Hello ဒီနေ့ Paris ကနေတာဘာလုပ်နေရလဲ။အော် Paris ကပန်းချန်နေမှာပိလိပိလိလာလုပ်နေရပါဒီလကချူရဲ့မွေးလာလေးဆိုတော့စာအုပ်ဖတ်တာတွေတမိုင်းချောင်းတွေအနုပညာအကြောင်းဝေဖန်ပိုင်းခြားတာလေးလေးလေးနက်နက်တွေဘာမှမပါဘဲနဲ့အေးအေးချမ်းချမ်းပေါ့ပေါ့ပါပါလေးနဲ့ကြော်ဖြတ်သွားမှာပါမွေးနေ့ပြီးသွားမှာပဲပုံမှန်အတိုင်းလေးခေါင်းမှုအောင်ဆက်စူးစားကြမယ်နော်ခုကတော့ဟိုရောက်ဒီရောက်လေးပဲပေါ့ဘာပြောပါလဲဘာမပြောသိလားမင်္ဂလာပါ Trim Paris ပြောပါဦး Paris ရောက်နေပြီသွားတယ် ဘယ်လိုရှိသွားလဲရက်တွေတော့မရှိတွက်ဖြစ်တော့နေ့ပဲပြောပါရောက်တာ9နှစ်8နှစ်9နှစ်စုပေါင်းလိုက်ပြင်သစ်စကားကြောက်နေတယ်မတ်တရဖြစ်ဆုံးက French World Cup 9တုန်းက Paris မှာရှိတယ်အဲ့တုန်းကအဲ့တုန်းက Champs-Élysées မှာ celebration ပေါ့ခုံကြပေါက်ကြပျော်ကြလူတွေကိုလေးပေါ်မြောက်ကြမီးတွေရှို့ကြလူတွေအများကြီးပဲအဲ့ဒါတော့ပြောစရာကောင်းတယ်တွေ့ရအကျိတ်ဆုံးကောင်းလေးရပါသူကြိုက်ဆုံးကောင်းလေးကတော့ပြင်သစ်စကားပြောတတ်တဲ့ celebrity တွေအဆိုရင် Van Dane Jentra Van Dane ကြိုက်တယ်ဘောနော်အကျိတ်ဆုံးနေရပြီOpera Garnier မလုပ်ကြိုက်ရမ်းလာရမ်းမှိုက်ပြီးရင်ဘဲလေးကတာကြိုက်လို့ပြောပါဦး live stream ဘောနော်Paris မှာနေရရန်ဈေးကြီးပါတယ်အင်္ဂါကလည်းအများကြီးဈေးကြီးတယ်ပစ္စည်းတွေဝယ်ရလည်းရန်ဈေးကြီးတယ်ခုနှစ်လည်းအများကြီးဆောင်ရတယ်မကြီးဆရာရဲ့ live ကဆိုလို့ရှိရင်တော့မလီလာတိုင်းအများကြီးပေးရမှာပါများစူးစမ်းရပါတယ်တခုကောင်းတာကတော့ပို့ပြီးစူးစမ်းဖြစ်တာပေါ့နော်အနောက်ကနေပြီးတော့ပေးရမယ့်ကုန်စည်နှုန်းတွေဘေးတွေကပြေးလိုက်လာဆိုတော့အဲ့ဒါကြီးအမိမဖမ်းခင်အရှိရနေအတကုံပြေးရပို့စူးစမ်းဖြစ်တယ်ပြင်သစ်ဒီပဒီဆရာကြီးထဲမှာပေါ့နော်ကိုယ့်ရဲ့အကျိတ်ဆုံးပါပြီပြင်သစ်ပကြီးဆရာတွေမှာအကြိုက်ဆုံးပြင်သစ်ပကြီးဆရာတွေအကြိုက်ဆုံးပကြီးဆရာဆိုရင်တော့ဒါလီကိုတော့တော်တော်ကြိုက်တယ်ဒါပေမဲ့ तू ကပြင်သစ်မဟုတ်ဘူးဆိုတော့ပြင်သစ်ထဲမှာပြင်သစ်ထဲကဆိုရင်မိုနေပဲပြောမှာပါသူဆွဲတဲ့ပန်းကလေးပါလေးကကြိုက်တယ်ဆိုတော့မိုနေပြီးတော့အခုလောလောဆယ်ဆယ်မှာရောအနုပညာပကြီးဆွဲရတဲ့ပတ်သက်ပြီးတော့ဘာလို့လဲခုလောလောဆယ်ပကြီးအခန်းပြင်နေဆွဲတဲ့စီကိုမရောက်သေးဘူးပြင်တဲ့အစ်စ်မှာပဲရှိသေးတယ်ဘာလို့ပြင်လဲလှလှလေးဆွဲချင်လို့အမိုက်စားလေးဆွဲချင်လို့နေရာတွေအများကြီးပြောင်းရရွှေ့ရဖြစ်ရတယ်ကိုပိုင်
စတူဒီယိုလှလှလေးတစ်ခုအများအားရှိနေတာပေါ့နော်ဒါပေမဲ့အများအားပြောင်းလိုက်ရွှေ့လိုက်ပစ္စည်းတွေထားခဲ့လိုက်စိတ်ကူးတဲ့နေရာလေးကိုဖန်တီးပစ်ခဲ့တယ်ရောဒါပေမဲ့အခုတော့အချိန်ရောက်လာပြီလို့ထင်တယ်ကိုလှုပ်ချင်တဲ့ဖန်တီးချင်တဲ့နေရာလေးကို အဲ့လိုမျိုးပေါ့ Paris မှာလာပြီးတော့အခြေချချင်တဲ့ဒီပကြီးဆွဲလူပေါ့နော်ဒီလိုမျိုး artist တွေဒါရီအကြံပေးချင်ဆို ဘာတွေချန်ပေးခြင်းလဲဆိုတော့ကုန်စည်နှုန်းများတယ်ကြီးတယ်တကယ်တော့ဒီယိုမလာခင်မှာနည်းနည်းလေးကိုကကြောထောင်းနောက်ခံမိဘတွေမိသားစုတွေကကုညီပေးနိုင်တယ်ဆိုတော့တမျိုးပေါ့နော်ကုညီမပေးနိုင်ကိုကစမယ်ဆိုလို့ရှိရင်တော့ဒီယိုမလာခင်ပထမ2လ3လလောက်ကိုဝင်မရှိဘဲနဲ့တော့နေနိုင်အောင်ဒီယိုမလာခင်နဲ့နည်းနည်းလေးကြိုပြီးတော့ဆုထားစေချင်တယ်ရောက်ပြီးတာနဲ့ချက်ချင်းအလုပ်ရတယ်ဘာညာမျိုးဆိုလို့ရှင်တော့ကောင်းတယ်ပေါ့နော်ရောက်ကနေကမလာခင်ကနေကအလုပ်တွေဘာတွေရှာထားပြီးတော့ဒီကိုရောက်တာနဲ့အလုပ်တန်းစာမျိုးဆိုရင်တော့အဆင်ပြေတယ်မဟုတ်ဘူးဒီကိုရောက်မှစူးစမ်းရင်းနဲ့ရှာမယ်ဆိုလို့ရှင်တော့ခုနလိုမျိုး2လ3လအတွက်ကိုတော့နည်းနည်းလေးကြိုတင်စုဆောင်းပြီးတော့ပြင်လာစီချင်တယ်ပကြီးဆရာကတော့ Paris မှာပဲနေကဘာကြိုက်တဲ့မြို့မှာပဲနေပကြီးဆရာကြီးဘဝတော့တက်လိုက်ကြလိုက်နဲ့ရုန်းကန်ရတာပဲဒါပေမဲ့ရုန်းကန်ရကြိုးနှက်ပါတယ်တဖြည်းဖြည်းနေရာတစ်ခုရောက်သွားပြီဆိုလို့ရှင်ပျော်ရမှာပါအခွင့်လန်းနေရတော့ဘယ်လိုရှိလဲအခွင့်လန်းနေရတော့ပြင်သစ်အဆင်းဆိုလို့ရှိရင်နည်းနည်းလေးတေးတယ်ပြီးရင်သူကအရန်နည်းနည်း close ဖြစ်တယ် tight ဖြစ်တယ်ဆိုတော့တိုးဝင်ဖို့နည်းနည်းခက်တယ်ပေါ့နော်ဒီမှာရှိတဲ့လူကန်တရားယောက်ကဆွဲခေါ်ပြီးလို့ရှင်တော့ပို့ပြီးတော့လွယ်မယ်ကိုကကိုအပြင်ကနေစူးစမ်းရဲဆိုလို့ရှိရင်နည်းနည်းလေးပို့ခတ်မယ်အလွယ်ဆုံးကတော့အပြင်ကနေပြီးတော့ဒီစဝိုင်းထဲကိုရောက်အောင်ဆိုလို့ရှိရင်ဒီကအကြောင်းတွေတက်လိုက်တာမျိုးဆိုလို့ရှင်တော့အဆင်ပြေတယ်မဟုတ်ဘူးဆိုလို့ရှိရင်နည်းနည်းလေးပို့စူးစမ်းရတယ်ပေါ့နော်ဒါပေမဲ့ပြင်သစ်မှာကက်လေးကတိတ်တိတ်လေးပါပဲမျိုးတစ်မျိုးလေးပဲဆိုတော့ဒီ Paris ထဲကိုဝင်တာမဟုတ်ဘဲနဲ့ရှုဆိုလို့ရှင်လည်းအခုတော်တော်များများ Paris ကရှိတဲ့ပြကန်းတွေနဲ့ချိတ်ဆက်ပြီးလောက်တာထက်ဒီ international ပေါ့နော်တခြား Europe ကပြကန်းတွေပြီးရင်ဒီအာရှဘက်ကပြကန်းတွေနဲ့ချိတ်ပြီးလောက်တာဆိုတော့ Paris မှာရှိလို့ Paris ပြကန်းနဲ့ပဲလောက်ရမယ်လို့တော့မဟုတ်ဘူးဘယ်ကပဲဖြစ်ဖြစ်လောက်လို့ရတယ်ပိုကောင်းတာဒီမှာဆိုလိုချင်တာရတယ်ဈေးကြီးတာလွဲလို့လိုချင်တာအကုန်ရတယ်တည်ယူပို့ဆောင်ရေးပါညာစနစ်တွေအကုန်လုံးအဆင်ပြေတော့သွားရလာရတည်ရပို့ရခရီးသွားရတာအစားအကုန်လုံးအဆင်ပြေရဲဆိုတော့လမ်းဆောင်ရက်ကလေးလို့ဖြစ်နေတာပေါ့ဟို artist တယောက်အနေနဲ့ Paris စကားမပြောတတ်ပဲနေရက်တည်လို့ရလားရပါတယ်တိတ်တော့ပြဿနာမရှိဘူးရတယ်ဒါပေမဲ့ပြင်သစ်စကားတက်လို့ရှင်တော့ပို့ပြီးတော့ကောင်းတယ်ပို့ပြီးတော့တကားပေါက်တွေပို့ပြီးပွင့်နေလွယ်တယ်ပေါ့နော်ပြင်သစ်စကားမတက်ဘူးဆိုတော့လည်းဖြစ်တော့ဖြစ်နိုင်တာပဲဒါဘာဖြစ်လို့လဲဆိုတော့အနုပညာကလည်းဘာသာစကားတစ်ခုပေါ့နော်တခါတလေဒီပကြီးကားကိုကြည့်ပြီးပကြီးကားကတကယ်ကိုကောင်းတဲ့လက်ရတစ်ခုဆိုလို့ရှိရင်ဘသူဆွဲထားရလဲဘယ်နိုင်ငံဆွဲထားရလဲဘာလဲဆိုတာတိတ်ပြီးရှင်းပြစရာမလိုတိတ်ပြီးသိစရာမလိုဒီလက်ရမြင်လိုက်တဲ့ကဟုတ်တယ်ကြိုက်တယ်သူပကြီးကားတွေစိတ်ဝင်စားတယ်ပြမယ်ပေါ့အဲ့လိုမျိုးဖြစ်သွားတာပဲအဲ့လိုမျိုးဖြစ်အောင်တော့ကိုယ့်ရဲ့အနုပညာလက်ရကိုရမ်းကိုကောင်းအောင်လုပ်ထားတယ်မဟုတ်ဘူးကိုယ့်ရဲ့လက်ရကြည့်လိုက်တာနဲ့အဲ့လိုမျိုးလုံးဝထိုးထွင်းထွက်ပြီးတော့အရန်တော်တဲ့ပကြီးဆရာ90 100လောက်ထဲမှာကိုယ့်ရဲ့ပကြီးကအဲ့လိုမျိုးထိတ်ဆုံး9ရောက်တို့ထိတ်ဆုံး10ရောက်ထဲတို့ထင်းထွက်အောင်ကောင်းနေတဲ့ဟာမျိုးမဟုတ်ဘူးကိုလည်းရှင်းပြမှာပူပြီးနားလည်မဲ့ပကြီးလဲရမျိုးဆိုလို့ရှင်တော့ဘာသာစကားအကူအညီနဲ့ယူရမျိုးရှိတယ်ပေါ့နော်ပကြီးကားကိုမကောင်းလက်ရအောင်မကောင်းလို့ပြောတာမဟုတ်ဘူးเนาะတချို့လက်ရတွေကြတော့ရှင်းပြစရာမလိုဘဲနဲ့ဟိုဒီတိုင်းကြီးလိုက်တာနဲ့ကိုနားလဲတာရှိတယ်တချို့လက်ရတွေကြတော့လေပကြီးကားရလဲသူ့ရဲ့အဓိပ္ပာယ်နဲ့သူရှိတယ်ကောင်းနေပြီးသားပဲဒါပေမဲ့အနောက်ကရှင်းပြတဲ့ဟာလေးပါတယ်ဆိုလို့ရှင်ပို့ပြီးတော့အဓိပ္ပာယ်တက်သွားမှာပေါ့နော်အဲ့တော့ကိုလှုပ်တဲ့လက်ရကိုလှုပ်တဲ့ဘာသာဟိုရွေးချယ်တဲ့လမ်းကြောင်းပေါ်မူတည်ပြီးတော့ဘာသာစကားတော့ကိုယ့်အကိုချိန်ပြီးလောက်ရမှာပေါ့တယောက်နဲ့ကတော့သွားတာလည်းမတူလမ်းကြောင်းတွေလည်းမတူရွေးချယ်တာလည်းမတူဆိုတော့ပုံစံချင်းတော့တိတ်မတူတခြားအလုပ်ဆိုရင်တော့မှလေဒီကြောင်းတက်ပြီးဒီဘွဲရရင်ဘလို့ဖြစ်နိုင်တယ်ဆိုပြီးတော့ဘောင်လေးနည်းနည်းလေးခံမှန်းလို့ရသေးတယ်ပကြီးကြောင်းကတော်တော်မှန်းလို့မရအောင်လူ10ယောက်ရှင်10ယောက်လုံးကတယောက်တစ်မျိုးစီကြောင်းပြီးရင်အဲ့လိုပုံစံမျိုးစုံဖြစ်သွားတာဆိုတော့အခုဘေးရောက်နေတယ်ပြောဒီတဲ့ဟာလေးဟောအခုကpublic toilet ထဲမှာပါဟုတ်နေအင်တာထဲမှာမဟုတ်ပါဘူးပန်းချန်ထဲပါဒီမှာဆက်လက်ရှိတယ်အတွင်းကလေးနဲ့နေပူစာလုံနေတဲ့လူတွေလည်းရှိတယ်အဲ့ဒီနေ့ကညရီဦးတူတော်ကောင်းနေပါတော့ဟုတ်တယ်ရှေ့ရချစ်ဆုံးတကယ်ချင်းညောင်းနဲ့ဖြစ်ထက်တာဟုတ်တယ်ချစ်ဆုံးတကယ်ချင်း2ယောက်နဲ့စိတ်ညစ်တယ်ရွေးရတယ်ဒါလည်းရွေးချယ်စရာမရှိ
ဟဲ့ရွေးချယ်စရာရှိပါတယ် ရွေးချယ်စရာမရှိတကယ် ရွေးချယ်စရာရှိပါတယ် စားရပါ record bottom မနှိမ့်မိလိုက်ပါဘူးရှင်အဲ့တော့ရိုက်ထားတာဒီကောင်ကအလကားဖြစ်သွားပါတယ် အေးရတိုက်တာလေလိုက်တာလေအမလေးဒီမှာ တော်လိုက်ပါ ဗီဒီယိုရိုက်လာတဲ့လူနော် record နှိပ်ထားမနှိပ်ထားကိုအတိဆုံးအမကိုကျင်းထည့်လို့မရအောင်တွေ့လားရှင်ပဲကျင်းထည့်လို့ရရင်ရမ ဒီ ယ် မုံလို့ကြီးပေါ်လောက်ဆောင်တော့ဒါပေမဲ့မလောက်စားပြတော့ အဲ့ရှင်သင်ငယ်မေး သူ့ ခဲ့ လည်း ရ မေး လေ သူ့လည်းမေး ရှင်သင်ငယ်မေးခဲ့ရလေ သူ့လည်းမေး Paris ကောင်လေးတွေကိုဘယ်လိုမြင်လဲချောလားမချောလား ခုချိန်ကြီးတော့မတွေ့သေးဘူး ဟဲ့မတွေ့သေးဘူးလေရှာပေးလိုက်ကြအောင်တကယ်လို့ယူရိုမှာကောင်လေးရွေးရမယ်ဆိုလို့ရှင်ပြင်သစ်ကောင်လေးရွေးမှာလားတခြားနိုင်ငံကကောင်လေး Italian စကားတော့မစုံသေးဘူးဘာကြံသေးတော့ ဘာကြံသေးလေးဆိုတော့အဲ့လောက်ပဲငါတို့ညဘာမှမဟုတ်ဒီနေ့ရှောက်ပြောကြတာမတရားနေ တဲ့မတရား ဟုတ်တယ်တင်တက်လာမယ်ဆိုလို့ရှိရင် single နဲ့လာပါအတွဲနဲ့မလာပါနဲ့ဒီနမှာဒီမှာယူချစ်စရာအများကြီးရှိပါတယ်တတာ